ဒီတချင်းမှာကျွန်တော်တော်တော်လေးအားလဲထည့်ထားတယ်ဟိုနားထောင်လို့သိချင်တယ်ပုံစံလည်းမတူလို့ကျွန်တော်တို့သွားနေကြပုံစံမတူနည်းနည်းအားထည့်လုပ်ထားတယ်ဘာကြောင့်လဲဆိုဒီဥဆောင်မင်းကျွန်တော်ကဥဆောင်မင်းလို့ခေါ်ကြတာပေါ့ဂီတာဆောင်မင်း SMG သူ့ရဲ့ group အနေနဲ့သူအားတော်တော်ထည့်ထားတယ်အများကြီးလည်းသူကြံထားတယ်ပေါ့အများကြီးလည်းသူစီစဉ်ထားတယ်အားတော့အပေးစီခြင်းတော့အပေးစီခြင်းဘိုးတို့ကအရင်ဆုံးကနားထောင်အောင်ပါပေါ့နော်အဲ့တော့အရင်နားထောင်ကြည့်ပြနားထောင်ပြီးကြိုက်ရင်အပေးဘာလို့မကြိုက်လဲအပေးကြိုက်လဲအဲ့တော့အပေးပေးပါကျွန်တော်တို့အားအများကြီးထည့်ပြီးလုပ်ထားတယ်ပြီးရင်တကြောပြခက်ပဲဥဆောင်မျိုးလားတစ်ချက်ပြန်ပြီးတော့ကျွန်တော်တို့နောက်တစ်ခါနောက်တစ်ချိန်ထပ်ပြီးတော့အပေးကြအောင်အစင်းနဲ့စောင့်မျှော်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့ကဒါ Pro Studio ပေါ့ Pro Studio မှာချင်းအစ်တစ်ပုတ်လုပ်တာအစ်ကရေးထားတာတော့ကျွန်တော်တို့ဟိုရင်တော့ဂီတာဆောင်မင်းလို့ခေါ်တာပေါ့ကျွန်တော်တို့ကျတော့ respect နဲ့ကိုယ့်ရဲ့အတကောဟောကြီးတော့ကျွန်တော်ကျတော့ဥဆောင်မင်းခေါ်တာပေါ့ဒါပေမဲ့သူ့ရဲ့ try ရဆိုရင်တော့ဂီတာဆောင်မင်းပေါ့ ZMG သူ music band ဆိုပြီးတော့ဖွဲ့လိုက်ရှိတယ်သူတို့ ਨੇ လုပ်ဖြစ်တာဒီနေ့တကယ်တော့ဒီသချင်းကဦးဆောင်မင်းကဂီတာဆောင်မင်းကပေါ့ရေးထားတာကြာပြီးတော့ကိုဘေးရယ်ဒီနိုင်ငံရေးဘာညာတွေ ਨੇ အဲ့လိုဆိုသူဒီလောကထဲမှာခဏလေးနားနေတာကြာပြီအဲ့တော့သူကပြန်ပြီးသွေးသိလောင်းတဲ့သဘောပေါ့နောက်တော့ကဒီ2025မှာသချင်းအသေးတင်နဲ့သူပြန်လာပြီဆိုတာကိုသူလုပ်ချင်တယ်လုပ်ချင်တော့သူသချင်းကြတော့သူကအရင်တော့သူတို့တိခတ်မှုနဲ့သူတို့ဖွဲ့စည်းမှုကတစ်မျိုးလေအခုကျတော့ rock နဲ့သူကပြန်စောချင်တာပေါ့နော်အဲ့တော့သူ rock and roll သချင်းလေးတို့ရေးရတာကြာပြီအဲ့တော့ကိုသူအာယုံကြကိုစိုးစေချင်တော့သူသချင်းလေးကိုဆိုရမယ်တီးကြမယ်တင်းလေးပြန်ဖွဲ့တဲ့သဘောသူကလည်းဒီလောကကိုပြန်ချမယ်နောက်ပွဲတွေအများကြီးနောက်ထပ်ပေါ့လုံမယ်အဲ့တော့သူတခွေးစားဘုလောဆယ်လူစုပြီးသူစီစဉ်တယ်ပေါ့အဓိကတော့သူ producer ပေါ့သူတချင်းလေးတွေကိုအသက်သွင်းနေတယ်ဆိုပြီးတော့စပြသွားတာအစားဆုံး producer ဘာညာသူပဲလုပ်တာပါသူပဲလုပ်တယ်တချင်းကလည်းသူပဲရေးထားတာ rate ကတော့ main ကတော့သူပေါ့ main သူကမှဒီရောက်တော့လည်းအကုန်လုံးစုပြီးတော့အဓိကတော့သူလိုရင်းတဲ့အားတွေကိုအဓိကပြောတာပေါ့ပြောတော့ကိုစရာမင်းတို့ပါတော့အများကြီးပြောဖို့မလိုလေနော်အဲ့တော့သူတချင်းကိုအသက်သွင်းတာအဓိကတော့ तू ကဒီ2025မှာ तू ကပြန်လာပြီပေါ့ဒါဂီတာဆောင်ပဲပြန်ကမ်ဘက်ပေါ့ကမ်ဘက်လုပ်ချင်တာအဲ့တော့ကိုနဲ့တော့ချိတ်ပြီးတော့အဲ့တော့လူဟောင်းကြီးတွေပြန်ချိတ်ပြီးတယ်ရင်တော့သွားနေတဲ့ပုံစံကြတော့အခုတစ်မျိုးလေအကိုတိုင်းတချင်းရေးတာရှိတယ်ဆိုရတာလေးရှိတယ်ကိုယ်ဖွဲ့နဲ့ကိုယ်ဖွဲ့တာလေးလည်းရှိတယ်အဲ့ဒါတစ်ပိုင်းအခုကျတော့ဒီ2025သူလုပ်ချင်တဲ့ပုံစံနဲ့ကျွန်တော်တို့လုံးမဲ့ပုံစံနဲ့じゃနည်းနည်းလေးညှိနှိုင်းပြီးလုပ်ရတဲ့ဟာကျတော့အဆက်မှုရှိတော့နောက်ပိုင်းဆက်သွားဖို့များတယ်ဘာလို့သူ့ချင်တချင်းတွေအများကြီးရှိတယ်နောက်ကလည်းသူဒီတစ်ခွေတန်းမှာအကိုသူသုံးဖို့တော့စိုးစေးခြင်းပုံရတယ်သူရေးတယ်နောက်တေးအဲ့ဒါတွေပဲလည်းရှိမှာပေါ့ဒါပေမဲ့အဓိကတော့ main ကတော့သူတချင်းတွေကိုသူအသက်သွင်းနေတာလေချမ်းခဲ့နေတာပေါ့အခုဒီသချင်းတော်မှာပဲသူနာမည်ပေးထားတာဒီ rock and roll ကပီးဆိုပြီးသူကပီးတင်နေတာပေါ့ကပီးအတွက်သူတစ်ခုလုပ်ချင်တာအဲ့တော့ပြောရရင်နောက်ပိုင်းကကျွန်တော်အကောဘက်ကပဲဖြစ်ဖြစ်သူ့ဘက်ကပဲဖြစ်ဖြစ်ပွဲပဲဖြစ်ဖြစ်ပေါ့နော်သချင်းတွေအခွေပဲဖြစ်ဖြစ်ဒါနဲ့သွားဖို့များတယ်သူနဲ့ပဲသွားမှာဘာလို့အကိုလုံးပတ် flow တစ်ခုကြတော့အကိုဟိုဘက်ချမ်း
အခုကဖွဲ့စည်းထားတဲ့ဟာနဲ့လှုပ်ဖြစ်မှာဒါပေမဲ့များသွားသူနဲ့လှုပ်ဖို့များတယ်နှစ်ဆိုင်ထားတာပေါ့ music ချင်းတွေမတူတာတွေတချို့ရှိတယ်အကုန်လုံးချင်တာတွေရှိတယ်သူလှုပ်ချင်တာတွေရှိတယ်သူလှုပ်ချင်တာနဲ့ကျတော့ကျွန်တော်တို့ဒီဘက်တစ်ချမ်းကျွန်တော်လှုပ်ကြတာဟိုဘက်မှာကျတော့လေကိုယ်တိုင်ရေးတဲ့ဟာလေးတွေဗာလေးတက်သွင်းတာသူနဲ့လည်းပြန်လှုပ်ဖြစ်မှာပါများတော့အခုဒီဟာနောက်ပိုင်းမှာဒီ ZMG ဆိုပြီးတော့သူတင်းပေါ့နော်သူနဲ့လှုပ်ဖို့များတယ်အခုတော့သူ plan ချတာတွေများတယ်ဗျအခုဒီ3ဘုတ်လောက်ပြီးသွားရင်ဒီလအတွင်းမှာတကြံအမီတကြံ rock and roll တကြံပုံစံမျိုးပေါ့နော် rock တကြံအဲ့တပုတ်အပြီးချမယ်လို့သူပြောတယ်တကြံအမီပေါ့အဲ့ဒါလေးကိုကျွန်တော်နည်းနည်းလေးများလေးပြောမယ်နည်းနည်းလေးများလေးပြောမယ်ဘာလို့ဒီတချင်းမှာကျွန်တော်တော်တော်လေးအားလဲထည့်ထားတယ်နားထောင်လို့စီစဉ်တယ်ပုံစံလည်းမတူလို့လေကျွန်တော်တို့သွားနေကြပုံစံမတူနည်းနည်းအားထည့်လုပ်ထားတယ်ဘာကြောင့်လဲဆိုတော့ဒီဥဆောင်မင်းကျွန်တော်ကဥဆောင်မင်းလို့ခေါ်ကြတာပေါ့ဂီတာဆောင်မင်း ZMG သူက group အနေနဲ့သူအားတော်ထည့်ထားတယ်အများကြီးလည်းသူကြံထားတယ်ပေါ့အများကြီးလည်းသူစီစဉ်ထားတယ်အဲ့ဒါဆိုသူရက်နေတဲ့အချိန်မှာသူလောက်ခဲ့တဲ့အချိန်တော့ပုံစံတစ်မျိုးအခုကျွန်တော်တို့နဲ့ပေါင်းပြီးလုံးမယ်ကြာသူစိတ်တွေကတစ်မျိုးကြာဒီဘက်ကျကျွန်တော် rock ကိုရောက်သွားပြီ rock and roll တို့ rock တို့ဒီ model တို့တကယ်ကသူတို့လက်တွေကအဲ့ဒါတီးချင်တာဒါပေမဲ့အနေထားအရာသူတို့ခြေနေရကြောင်းသွားနေတဲ့ပုံစံတစ်မျိုးပါအခုဒီပြန်စမယ်လဲဆိုတော့ तू ကလည်းဆရာတက်ကြွတယ်ကျွန်တော်ကလည်းဆရာတက်ကြွတယ်အဲကြောင့်ဒီအောင်အားထည့်ပြီးကျွန်တော်လှုပ်ထားတယ်ဆိုတော့တူတော့မတူအရင်ကျွန်တော်တို့စုံနေကြတွေ့နေကြ music ပုံစံမျိုးတွေမဟုတ်နည်းနည်းစမ်းပြတာတွေလည်းပါတယ်အားထည့်ထားရပါတော့အဲ့တော့အားပေးစီခြင်းတော့အားပေးစီခြင်းဘိုးတို့ကအရင်ဆုံးကနားထောင်အောင်ပါပေါ့နော်အဲ့တော့အရင်နားထောင်ကြည့်ပြနားထောင်ပြီးကြိုက်အားပေးဘာလို့မကြိုက်လဲအားပြီးကြိုက်လဲအဲ့တော့အားပေးပေးပါကျွန်တော်တို့အားအများကြီးထည့်ပြီးလုပ်ထားတယ်ပြီးရင်တကြောပြန်ခက်ပဲဥဆောင်မျိုးလားတစ်ချက်ပြန်ပြီးတော့ကျွန်တော်တို့နောက်တစ်ချိန်ထပ်ပြီးတော့အားပေးကြအောင်အစဉ်နဲ့စောင့်မျှော်ပြီးပါ